ခရတော်မဲ့လန်ခုလာမာဒီလိုမျိုးဘာရွက်လည်းမတီးဘူးရနော်တလာဘော့ထိုးစားလို့အရန်ကောင်းတယ်ဗျမြန်မာလိုဘယ်လိုခေါ်လဲမသိနော်ကရင်လိုမျိုးခေါ်တာတော့ပူလီတော်လို့ခေါ်တယ်ဗျနော်ဒီရက်ကိုခူးပြီးတော့တလာဘော့တလောက်စားမယ်ဗျနော်တီးတဲ့လူရှိရင်လည်းဟိုကောမတ်ဒီမှာလာဖြေပေးလို့ရတယ်ဗျနော်ဒီရွာမှာဆိုရင်ကရင်တွေပဲများတယ်ဗောနော်ကရင်တွေပဲများတော့လေဒီအရွက်တိတ်ပြီးတော့မကြံတော့ဗျရွက်နုလေးတွေတိတ်တော့မရှိတော့ဗျနော်ကတဲ့ရွက်လည်းရှိတယ်နော်ကတဲ့ရွက်ကတော့ပင်အမြင့်ကြီးပဲဗျကျွန်တော်ခုအဲ့ဒီအရွက်ထုတ်ဖို့အတွက်တော့ငပြောလာခူးတာဗောနော်ဒါလည်းမယူလာရောက်ဗျတော့ငပြောရပြီဗျကဲဟင်းရဆေးမယ်နော်ဟင်းရွက်ကိုဆေးပြီးတော့ငပြောဖက်ထဲမှာထုတ်ပြမယ်ဗျကဲအရင်ဆုံးကျွန်တော်ငပြောရက်အရင်ဆုံးဆေးလိုက်မယ်ဟင်းရွက်ဆေးမယ်ဗျနော်ကျွန်တော်လမ်းကြုံလို့ခူးလိုက်တာဗျဒီတိုးလမ်းတွေမှာဆိုရင်ဟင်းဒီဟင်းရွက်တအားများတယ်ဗျနော်ဒါလည်းမယူလာရောက်ဘူးဆိုတော့ဒါယူလာရင်တော့ငပြောဥတွေပါရတော့မှာဒါကကျွန်တော်တို့ကရင်လူမျိုးပူလီတော်လို့ခေါ်တယ်ဗျနော်ဒီကတဲ့ရွက်ကတော့ကရင်လူမျိုးနော့ထာတော်လို့ခေါ်တယ်ငပြောဥကြတော့ရာပလို့လို့လည်းခေါ်တယ်တကွီထုလို့လည်းခေါ်တယ်ဗျနော်အခုကျွန်တော်လမ်းကြုံရင်းနေပေါ့ဗျာနော်ဒီလိုမျိုးဟင်းရွက်လေးတွေခူးလိုက်တာဖြစ်ပါတယ်ဗျနော်ကျွန်တော်ဒီလိုမျိုးထုတ်လိုက်မယ်ဗျအဲ့ချီလိုက်အဲ့ဒီလိုမျိုးချီလိုက်မယ်ကဲဒါဆိုတော့ပြီးတော့ဗျာနော်ဒီလိုမျိုးထုတ်လိုက်တော့နေပူလဲမနွမ်းတော့ဘူးလေနော်နွမ်းလဲနွမ်းတော့ဗောဒါမဲ့နည်းနည်းတော့အထားခံတော့တာဗောဗျာနော်ကျွန်တော်တို့ခီးထက်ဆက်မယ်